လေးသုံးဆောင်ပစ္စည်းတွေကိုတနေရာထဲမှာဝယ်ယူနိုင်မဲ့မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ပြုလုပ်တဲ့ထူးခြားတဲ့ gift fair ပဲဖြစ်ပါတယ်။ကလေးပစ္စည်းတွေပြင်မြန်မာဓလေ့ရိုးရာကစားနည်းပြိုင်ပွဲတွေပါထည့်သွင်းပေးထားတာမို့မိဘတွေရောကလေးတွေအတွက်ပါပျော်ရွှင်နိုင်မဲ့ပွဲတော်လေးပဲဖြစ်ပါတယ်။ဒီပွဲကလိုအပ်မှုတွေရှိပေမဲ့မိသားစုတွေအတွက်ဈေးဝယ်နိုင်ဖို့စော်ကစားနိုင်ဖို့ပျော်ရွှင်စရာအချိန်တွေကိုဖန်တီးပေးထားပါတယ်လို့ပွဲစီစဉ်တဲ့ကိုဝေလင်းကပြောပါတယ်။ဒီပွဲဟာပထမဆုံးဆိုပေမဲ့ပါဝင်ဖို့ဆိုင်ကအများစုကစိတ်အားထက်သန်မှုရှိနေကြသလိုပွဲလာတဲ့သူတွေလည်းစိတ်ကျေနပ်မှုရှိကြမယ်လို့သူကမျှော်လင့်နေပါတယ်ကလေးတွေအတွက်ကတော့ဘက်ဘက်ကနေပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်သူတို့တနေရာထဲမှာအားလုံးလာပြီးတော့အစအဆုံးစီစဉ်ထားတဲ့ပွဲဆိုတော့ကလေးတွေမှာတစ်ခါမှဒီမှာမကြုံမှုသေးဘူးညီမပြပါပေါ့လေခုသူတို့လာလို့ရှိရင်ပျော်ပျော်ရွှင်တဲ့ဂိမ်းတွေကစားလို့ရတယ်ဆော့လို့ရတယ်ပြီးပစ္စည်းတွေလိုက်ကြည့်လို့ရတယ်ဒါမိဘတွေနဲ့မိသားစုတွေအတွက်ကြော်စရာအချိန်လေးတွေကိုဖန်တီးပေးထားပါတယ်ဆရာသက်တမ်းမှုရှိပါတယ်ကျွန်တော်တို့ဆိုင်ငန်းအများစုကိုလွန်ခဲ့တဲ့တစ်လကျော်လောက်တည်းကအများကြီးရောင်းထွက်သွားတာဖြစ်ပါတယ်အကုန်လုံးလေဟုတ်နှုတ်ထွက်ပစ္စည်းအစားအစာတွေကိုကလေးတွေအတွက်မိတ်ဆက်ပေးဖို့ Dairy မြန်မာနက်ဝါကုမ္ပဏီလည်းဒီပြပွဲမှာပါဝင်ခဲ့ပါတယ်။အခုအနေနဲ့အဓိကတော့အကိုတို့ကုမ္ပဏီရဲ့ပစ္စည်းကိုဒီမှာကလေးတွေသိအောင်လို့ခင်းချင်းပြသရတယ်။နောက်ကလေးတွေ family တိုက်တယ်ပေါ့နော်။တခြားအကျိုးရလက်မျှော်လင့်ချက်ကတော့ကြီးကြီးမားမားမထားပါဘူး။အကိုအနေနဲ့အဓိကအကိုတို့ကုန်ပစ္စည်းကိုကလေးတွေသိဖို့အတွက်လည်းနောက်ဒီမှာ family တိုက်ဖို့အတွက်အဓိကပါ။ဒီပွဲကို EMG Marketing Group ကစီစဉ်ကျင်းပတာဖြစ်ပြီးကလေးအတွက်ကျောင်းသင်တန်းစေဝအာဟာရအဝတ်အထည်အစားအစာအယုံနဲ့စာအုပ်တွေရောင်းချပေးတဲ့ဆိုင်ကန်းပေါင်း100ကျော်ပါဝင်ပြသထားပါတယ်။၃ရက်ကြာပြသထားမဲ့ဒီပွဲမှာကလေးတွေအတွက်ပကြီးပြိုင်ပွဲဓာတ်ပုံရိုက်နိုင်တဲ့ပြိုင်ပွဲမြမဓလေ့ရိုးရာကစားနည်းပြိုင်ပွဲတွေကိုပါထည့်သွင်းစီစဉ်ပေးထားပါတယ်။